ဘင်္ဂနာတယောက်အနေနဲ့ clipper တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ blade 3မျိုးရှိပါတယ်။ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့က chipper blade ကဘယ်လိုမျိုးစားလဲဆိုတော့သူက blade ရဲ့ထိပ်မှာ chrome line လေးနဲ့သွားထားတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့က clipper ကိုဥလုံးစကင်တွေ့တဲ့သူတွေအတွက်ဆိုရင်ဒီလို blade ပြားနဲ့လေ့ကျင့်တာအကောင်းဆုံးပါပဲ။အဲ့တော့နောက်ကြရင် blade ပြားတွေရဲ့အကြောင်းကိုရှင်းပြပေးမယ်။နောက်တစ်ခုကကြတော့ fake blade ကကြတော့သူက flat ပုံစံမျိုးပါ။အဲ့တော့ flat အပြားကြီးပဲအဲ့ဒီအတွက်ကျွန်တော်တို့က fake ညက်တဲ့အခါတွေမှာအကောင်းဆုံးအသုံးပြုလို့ရတဲ့ professional blade ပဲဖြစ်ပါတယ်အဲ့တော့ကြောင့်အဲ့ဒီ blade ကိုအသုံးပြုတော့မယ်ဆိုလို့ရှိရင်တော့ beginner တယောက်အနေနဲ့လုံးဝမသိတော့ဘူးညက်လို့တော့ရတယ် chipper blade ကပို့ပြီးတော့လွယ်ကူပြီးတော့ fake blade ကကြတော့ professional ဘက်ဒီမှာပဲအသုံးပြုတာပိုကောင်းပါတယ် beginner တယောက်အနေနဲ့ chipper blade ကိုရွေးချယ်ပြီးတော့ professional ဖြစ်လာပြီဆိုတော့ fake blade ကိုရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲနောက်တစ်ခုကကြတော့white blade သူက fake blade ပုံစံမျိုးပဲသို့ပေမဲ့ 45 ဆောင်းသွားတာလေးကိုကျွန်တော်တို့တွေ့ရမယ်အဲ့တော့ကွာ fake cut တွေလည်းညှက်ချင်တယ် natural cut တွေလည်းညှက်မယ် beginner တယောက်အနေနဲ့ဒီ fake cut တွေကိုညှက်ဖို့အတွက်စတင်ပြီးတော့လေးလာသိယူနေမယ်ဆိုလို့ရှိရင်တော့ဒီ white blade ကိုအသုံးပြုတာအကောင်းဆုံးပါပဲ